MSI ကလူနာသည်3နှစ်ကြာအိယာပေါ်၌လဲနေခဲ့တော်လဲနှလုံးခုန်ရက်သွားကရုတ်တရက်မျက်လုံးပွင့်လာသည်တစ်ချိန်တည်းမှာပင်အိမ်ရှိခွေးသည်ရိုင်းဆိုင်စွာဟောင်းလာသည်ထိုချိန်တွင်ထူးဆန်းသောအဖြစ်အပျက်များစတင်ခဲ့သည်သူ့အမေကဆရာဝန်ကိုခေါ်ပြီးဆေးစစ်တဲ့အခါတခုခုမားနေပြီဆိုတာဆရာဝန်ကတတိထားမိတယ်တန်ရှင်းသောအိယာပေါ်တွင်ချင်းကောင်များမိတို့ရှိနိုင်တဲ့ကောင်လေးကိုသူ့နောက်ကျောကိုလှည့်ကြည့်တော့မရေမတွက်နိုင်တဲ့ရင်ကောင်တွေပြန်ထွက်လာပြီးကောင်လေးရဲ့ပါးဆက်ထဲကိုတဲ့ဝင်သွားတာကိုတို့အိတ်လိုက်ရတယ်ဆရာဝန်ကထိတ်လန့်သွားပြီးသူ့ပစ္စည်းတွေကိုအမြန်ထုတ်ပိုးပြီးအပြင်ထွက်ဖို့ပြင်ဆင်လိုက်တဲ့ဇမွန်းအကိုသည်ထူးထူးဆန်းဆန်းမြင်ကွင်းကိုတတိပြုမိပြီးသူ့အကိုအတွက်တစုံတစ်ခုဆိုးရွားစွာမားယွင်းနေသည်ဟုယုံကြည်ခဲ့သည်နောက်တစ်နေ့တွင်ဇမွန်းအကိုသည်တိုလောင်ကမ်းဘီယိုတို့သွားကအတန်းဖော်ခိုးကြောင်ခိုးဝက်ကိုတွေးလိုက်ရသည်ထွက်လာတော့ဇမွန်းအကိုနေထိုင်တဲ့အိမ်ကတရေ6တဲမကြသေးမီကလူ6ဦးသည်အိမ်ထဲတွင်ထူးထူးခြားခြားတည်ဆုံးသွားခဲ့တော်လဲလူသက်သမားကိုမတွေ့ခဲ့ရပေထို့ကြောင့်ထိုအိမ်ကိုတရေ6သောအိမ်ဟုခေါ်ကြသည်တဝန်းအကိုသည်အွန်လိုင်းတွင်ပုံများကိုကြည့်ရင်အိယာကိုရွှေ့ကနောက်ခံပုံများကိုဂယူးတစိုက်ဆုပ်ဖြဲရန်ဆုံးဖြတ်လိုက်သည်သူမထိတ်လန့်တုန်လှုပ်စွာဖြင့်သွေးစွန်းနေသောနယံတစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်သို့သောထိုညတွင်သူမအိပ်ပျော်သွားသောအခါတွင်တစုံတစ်ယောက်သည်နယံပေါ်တွင်တိတ်တဆိတ်သွားခဲ့သည်